ကြွက်တကောင်ကလူရဲ့ခန္ဓာကိုယ်ထဲကိုတူးဝင်ပြီးလူရဲ့ပိုက်ထဲမှာပြေးလွှားနေတယ်ကျွမ်းကျင်တဲ့ဆရာဝန်တောင်မှမြင်ကွင်းကိုမမြင်နိုင်တာကြောင့်ကြောင်တကောင်ကိုခေါ်လာပြီးကြွက်ကိုကုတ်ထုတ်ဖို့ကြိုးစားပေမဲ့ကြွက်ကနီးကပ်လာတဲ့အခါကြွက်ကလူကိုပိုပြီးနှိပ်စက်တယ်လူကဒီနီလန်းကအလုံးမဖြစ်ဘူးလို့ချက်ချင်းပြောလိုက်တယ်ကြွက်ကသူ့ကိုယ်သူတက်သေးတော့မယ်တခြားကြောင်တကောင်ကိုလွှတ်လိုက်ရင်သူတည်သွားလိမ့်မယ်ဘေးနာကအမျိုးသမီးကလည်းကြောင်ကကြီးလွန်းတယ်လို့ပြောပေမဲ့ငွေတကောင်ကိုငွေထဲထည့်လိုက်တာကမှန်ကန်တယ်လို့ပြောခဲ့တယ်လူတိုင်းကသူမကလူကိုတက်ဖို့ကြိုးစားနေတယ်လို့ထင်ခဲ့ကြပေမဲ့လူကကြွက်ရဲ့နှိပ်စက်မှုကိုခံခဲ့ရပြီးသူ့အသက်ရဲ့တဝက်လောက်ဆုံးရှုံးခဲ့ရတယ်အခုတော့ဒီနီလန်းကိုပဲစမ်းကြည့်နိုင်တာကြောင့်အမျိုးသမီးကငွေကိုထည့်ခွင့်ပေးဖို့သဘောတူလိုက်တယ်အမျိုးသမီးကတခုခုပြောပြီးဂါထာရွတ်တယ်လို့ပြောပြီးရွှေရောင်ငွေငယ်လေးတစ်ကောင်ကိုခေါ်လိုက်တယ်အမျိုးသမီးကငွေကိုလူရဲ့ပိုက်ထဲတကယ်ထည့်ပေးလိုက်တာကိုအားလုံးအံ့ဩသွားကြတယ်အားလုံးရဲ့အံ့အားသင့်မှုအောက်မှာငွေလေးကကြွက်ကို2မိနစ်အတွင်းမှာပဲအဆက်မပြတ်တိုက်ခိုက်ခဲ့တယ်ကြွက်ကစစ်ပွဲကိုအဆုံးသတ်ပြီးကြွက်ကိုစားလိုက်တယ်အမျိုးသမီးကလက်ကိုဆန့်ထုတ်ပြီးငွေလေးကိုပြန်ယူလိုက်တယ်အမျိုးသမီးရဲ့လက်ထဲမှာကြွက်ပေါ်လာတဲ့အခါအမျိုးသမီးကလက်တစ်ဖက်နဲ့ညှစ်လိုက်တဲ့အခါကြွက်တည်သွားတာနဲ့အတူကြွက်လည်းပျောက်ကွယ်သွားပါတယ်အမျိုးသားရဲ့အစာအိမ်ကချက်ချင်းပဲမူလအခြေအနေပြန်ရောက်သွားပြီးအမျိုးသမီးရဲ့အံ့ဖွယ်စွမ်းရည်ကိုလူတိုင်းကအံ့အားသင့်သွားကြပါတယ်နောက်ထပ်ဗီဒီယိုလေးတွေကြည့်ရအောင်လို့ follow လေးလုပ်တဲလေးနှိပ်ပြီးတော့ share သွားပေးပါဗျ